1948ခုနှစ်မြန်မာနိုင်ငံလွတ်လပ်ရေးနဲ့တူပေါ်ပေါက်ခဲ့တဲ့တိုင်းသားလက်နက်ကင်တော်လှန်ရေးဖွဲ့ ERO တွေရဲ့စစ်တပ်ကိုလက်နက်ကင်တော်လှန်ခဲ့တဲ့သမိုင်းကြောင်းကနှစ်ပေါင်း89နှစ်ရှိပြီဖြစ်ပြီးအဲ့ဒီကာလတွင်တိုင်းသားလက်နက်ကင်ဖွဲ့သစ်တွေပေါ်ပေါက်ခဲ့ကြသလိုခေါင်းဆောင်သစ်တွေလည်းမျိုးဆက်လိုက်ပေါ်ပေါက်ခဲ့ကြပါတယ်2009ခုနှစ်မှာတစ်ပေါ်ပေါက်လာတဲ့ရခိုင်မျိုးသားဖွဲ့ချုပ်အာရခတ်တပ်တော် UNLA-AA နဲ့အဖွဲ့တည်ထောင်သူဗိုလ်ချုပ်ထွန်းမြတ်နိုင်ဟာတခြား ERO တွေနဲ့နှိုင်းယှဉ်ရင်တက်တန်းလွန်နှုတ်ပါတယ်။ဒါပေမဲ့လည်းဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ခေါင်းဆောင်မှုအောက်မှာ UNLA-AA လက်ရှိရရှိထားတဲ့ရခိုင်ပြည်နယ်စစ်ရေးအောင်မြင်မှုတွေကတက်တန်းရင် ERO တွေတောင်မစွမ်းဆောင်နိုင်ခဲ့တဲ့အောင်မြင်မှုဖြစ်စံချိန်တင်နိုင်ခဲ့ပါတယ်။တိတုံညာနေကွန်စစ်စင်ရေးကိုဥဆောင်ခဲ့တဲ့ညီနောင်မမိတ်သုံးဝယ်ထဲမှာ AA ဟာရခိုင်စစ်မျက်နှာမှာမနာတမ်းစစ်စင်နွဲနေပြီးသိမ်းမရရှိထားတဲ့နေမြေတွေတင်လည်လက်လွတ်ဆုံးရှုံးခဲ့ရခြင်းမရှိသေးတဲ့တခုတည်းသော ERO ဖြစ်ပါတယ်။ဒါ့အပြင်ကိုကန့် MNDAA တန် TNLA ဖွဲ့တွေနဲ့မတူကွဲပြားတဲ့ AA တပ်ဖွဲ့ရဲ့ခေါင်းဆောင်မှုနိုင်ငံရေးအမျိုးအမြင်လက်တွေ့ကြိုးပမ်းမှုတွေဟာစိတ်ဝင်စားစရာဖြစ်လာတဲ့ဆိုတာမငြင်းနိုင်ပါဘူး။ဒီချိန်ထဲမှာပဲရခိုင်ဒေသမှာကာလရှည်ကြာတည်ရှိခဲ့တဲ့လူမျိုးရေးပဋိပက္ခရခိုင်ပြည်နယ်ဟာပထဝီနိုင်ငံရေးမဟာဗျူဟာအကျိုးစီးပွားစုံကျက်ဖြစ်နေမှုအိန္ဒိယတရုတ်နဲ့အိန္ဒိယအင်အားကြီးနိုင်ငံကြီးနှစ်ခုရဲ့အကျိုးစီးပွားတွေကြီးကြီးမားမားတည်ရှိနေမှုတွေကတခြား ERO တွေရင်ဆိုင်ရခြင်းမရှိတဲ့ခက်ခဲတွေကို AA ဟာတပါးတဲ့အမွေဆက်ခံကင်တွယ်ဖြည့်ရှင်းလာရပါတယ်။ဒီခက်ခဲတွေကိုဖြည့်ရှင်းကျော်လွှားနိုင်မယ်ဆိုရင် AA ခေါင်းဆောင်ဗိုလ်ချုပ်ထွန်းမြတ်နိုင်တွေတောက်ပတဲ့နာဂတ်တစ်ခုကစောင့်ကြိုနေပါတယ်။နေကျဆက်ကျင်ရဲ့သမိုင်းမှာမြန်မာပြည်သူတရက်လုံးရဲ့နိုင်ငံရေးနှိုးကြားမှုကိုရှေ့ဆောင်နိုင်ခဲ့တဲ့ရခိုင်ဆရာတော်ဦးဥဒ္ဓမပြီးရင်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ဟာရခိုင်လူမျိုးတွေကြားမှာသာမကမြန်မာပြည်သူတရက်လုံးရဲ့မျိုးသားခေါင်းဆောင်အဆင့်ထိတက်လှမ်းနိုင်မဲ့အခွင့်အလမ်းရှိနေပါတယ်။ဒီခွင့်လန်းတွေလက်နက်ကင်တပ်ဖွဲ့တစ်ခုရဲ့ဗိုလ်ချုပ်အဆင့်ကနေနိုင်ငံတစ်ခုရဲ့နိုင်ငံရေးခေါင်းဆောင်အဆင့်သို့ကူးပြောင်းနိုင်ဖို့ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကြော်ဖက်ရမယ့်ခက်ခဲတွေကအလွန်များပြားလာပေမဲ့လည်းမဖြစ်နိုင်တဲ့အရာတော့မဟုတ်ပါဘူး။ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ခေါင်းဆောင်မှုအတွေးခေါ်ကအချိန်နဲ့မျှပြောင်းလဲတိုးတက်လာနေတာကိုသတိပြုမိပါတယ်။၎င်းကိုယ်တိုင်မူလကရည်ရွယ်ချမှတ်ထားခဲ့တဲ့ရခိုင်မျိုးသားရေးရက္ခိတလမ်းစဉ်ဒါမှမဟုတ်ရခိုင်တမျိုးသားလုံးလွတ်မြောက်ရေးကို AA ရဲ့ခြေခံအုပ်မြင့်အတွေးခေါ်ဖြစ်ခိုင်မာစွာကင်ဆွဲထားတဲ့ဒီပြိုင်နက်ထဲမှာပဲစစ်အာဏာရှင်စနစ်ကိုဖယ်ရှားနိုင်မှသာရက္ခိတလမ်းစဉ်အောင်မြင်နိုင်မယ်ဆိုတဲ့လက်တွေ့အရှိတရားပေါ်ထင်ဟပ်တဲ့ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ပြောဆိုချက်တွေက AA ကိုပုံမကျေပြန့်တဲ့တော်လှန်ရေးလမ်းကြောင်းစီကိုတွန်းပို့ခဲ့ပြီလားဗိုလ်ချုပ်ထွန်းမြတ်နိုင်မှာရခိုင်မျိုးသားရေးခေါင်းဆောင်အဆင့်ထဲကျော်လွန်တဲ့ညှို့မှန်းချက်တွေရှိနေပြီလားဆိုတဲ့အချက်ကိုခုရုပ်